ခါကတိုင်းပြည်တစ်ပြည်မှာဘယင်ကြီးတစ်ပါးရှိပါတယ်သူ့မှာအလွန်ချောမောပြီးစိတ်ထားကောင်းတဲ့သမီးပြိုမင်းသမီးလေးတစ်ယောက်ရှိတာပေါ့မင်းသမီးလေးဟာတိုင်းသူပြည်သားတွေအပေါ်အလွန်သနာတတ်လို့လူတိုင်းကသူ့ကိုချစ်ကြပါတယ်ဒါပေမဲ့မင်းသမီးလေးရဲ့အနားမှာတော့အလွန်ကောက်ကျစ်စင်းလဲတဲ့အစီခံမလေးတစ်ယောက်ရှိနေခဲ့ပါတယ်တနေ့မှာမင်းသမီးလေးစီကိုလူတစ်ယောက်ရောက်လာပြီးထူးဆန်းတဲ့ကြောက်စုံကြီးတစ်ခုယူဆောင်လာပါတယ်မင်းသမီးလေးကအသင်ဘာကိစ္စရှိပါသလဲကျမတင့်ကိုဘာကူညီပေးရမှာလဲအိုးကြောက်စုံအကြီးကြီးလဲပါတာပဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါထိုးလူကမင်းသမီးကိုဒီကြောက်စုံလက်ဆောင်ပေးခြင်းလို့ပါဒီကြောက်စုံဟာအလွန်ထူးဆန်းပါတယ်ဘာပဲလူလူသူ့ကိုတောင်းရင်သူ့အကုန်ပေးနိုင်တယ်လို့ပြောရာမင်းသမီးလေးကဝမ်းသာအားရကြီးစုတင်လိုက်ပါတယ်အဲ့ဒီခေတ်အခါကစားဟာအလွန်ရှားပါပြီးစားဝေဖို့အတွက်အဝေးကြီးသွားရတယ်လို့ဈေးလဲအရန်ကြီးပါတယ်နောက်တစ်နေ့မှာတော့မင်းသမီးလေးကတိုင်းသူပြည်သားအားလုံးကိုခေါ်ယူလိုက်ပြီးကဲအခုမင်းတို့ကိုငါစားလက်ဆောင်ပေးမယ်လာယူကြလို့ကြီးညာလိုက်ပါတယ်မင်းသမီးလေးကထူးဆန်းတဲ့ကြောက်စုံကြီးကိုကဲသူတို့အတွက်စားရီထုတ်ပေးလိုက်ပါအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါကြောက်စုံကြီးကနေစားရီကိုလူတလောက်ထုတ်ပေးနေတာကြောင့်တိုင်းသူပြည်သားအားလုံးမင်းသမီးလေးစီမှာဝမ်းမြောက်ဝမ်းသာစားလာယူကြပါတယ်ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့ကောက်ကျစ်တဲ့အစီခံမလေးကစားရီအလောက်ဈေးကြီးတာကိုမင်းသမီးကလူတွေကိုအလကားပေးနေတယ်အဲ့ဒါတွေကိုသာရောင်းလိုက်ရင်ပတ်စံအများကြီးရမှာပဲအိုးငါသာအဲ့ဒီကြောက်စုံကိုရရင်ချမ်းသာပြီးတတိဖြစ်ပြီလို့မကောင်းတဲ့စိတ်ကူးရုပ်မာလိုက်ပါတယ်နောက်တနေ့ညနေရောက်တဲ့အခါကောက်ကျစ်တဲ့အစီခံမလေးဟာမင်းသမီးလေးရဲ့အခန်းထဲကိုတိတ်တိတ်ကလေးဝင်သွားပြီးအဲ့ဒီထူးဆန်းတဲ့ကြောက်စုံကြီးကိုခိုးယူလိုက်ပါတယ်ပြီးတော့ပင်လယ်ဘက်ကိုအမြန်ဆုံးထွက်ပြေးသွားပါတော့တယ်ပင်လယ်ကမ်းစပ်ကိုရောက်တဲ့အခါအစီခံမလေးကငါဒီလှီနဲ့ထွက်ပြေးသွားရင်ဘသူမှငါ့ကိုမြင်ရမှာမဟုတ်ဘူးလို့တွေးပြီးလှီပေါ်တက်ကလှီလှုပ်ပြီးထွက်ပြေးသွားပါတယ်လှီပေါ်ရောက်ပြီးဝေးဝေးကိုရောက်တဲ့အခါအစီခံမလေးကသဘောကျပြီးငါတထိပ်ဖြစ်ပြီကွာငါချမ်းသာပြီကွာကဲကြောက်စုံကြီးငါကိုအခုချက်ချင်းစားတွေထုတ်ပေးစမ်းလို့အမိန့်ပေးလိုက်ပါတယ်ထို့အခါကြောက်စုံကြီးကလည်းစိတ်တူတူနဲ့စားတွေအများကြီးအဆက်မပြတ်ထုတ်ပေးလိုက်ရမကြခင်မှာပဲလှီကြီးဟာစားတွေနဲ့ပြေးလျံလာပါတယ်အဲ့ဒီအချိန်မှာအစီခံမလေးဟာကြောက်စုံကြီးကိုပြန်ရက်ပြောင်သွားအောင်ဘာပြောရမလဲဆိုတာမသိဖြစ်နေပါတယ်လှီကြီးကစားတွေလေးပြီးနှစ်တော်မှမှုသူဟာကြောက်လေးကြောက်လန့်ကအမလီကဲကြပါဦးအမလီကဲကြပါဦးလို့ပဲထိတ်လန့်တကြအော်ခွင့်နေပါတော့တယ်နောက်ဆုံးမှာတော့လှီကြီးဟာစားတွေရဲ့အလေးချိန်ကြောင့်ပင်လေထဲနှစ်မြုပ်သွားပြီးကောက်ကျစ်တဲ့အစီခံမလေးလေးရည်နှစ်ပြီးတီဆုံးသွားရှာပါတယ်ကြောက်စုံကြီးကိုတော့ရက်တော့လို့ဘယ်သူမှမပြောနိုင်တော့တာကြောင့်အခုထက်ဒီပင်လေထဲမှာစားတွေစက်တိုက်ထုတ်ပြီးနေစေဖြစ်ပြီးအဲ့ဒီအကြောင်းကြောင့်ပဲဒီနေ့ခေတ်ပင်လေကြီးဟာညံနေရတာဖြစ်ပါတော့တယ်